တောင်ပြည်တမဟာတုံးနေမီနောက်ချုံမြို့မှာစစ်ကောင်စီတပ်ကဟဝစ်ဇာလက်နက်ကြီးတွေစက်တိုက်ပစ်ခတ်ရမှာအရတားပြည်သူတွေရဲ့နေအိမ်နှလုံးထိမှန်ပျက်စီးခဲ့ပါတယ်။ဇွန်လ15ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ကလက်နက်ကြီး9လုံးပစ်ခတ်ပြီးနောက်ချုံမြို့ပူရာရက်ကွက်ဘက်ကို3လုံးကျရောက်ပောက်ကွဲခဲ့ပါတယ်။အဲ့ဒီထဲမှာလူနေအိမ်နှလုံးထိခိုက်ပျက်စီးခဲ့တာဖြစ်ပါတယ်။အလားတူအုံမတီနဲ့ရေမောင်းတန်းရွာအနီးဝန်းကျင်တွေမှာလည်းတိုက်ပွဲဆက်လက်ဖြစ်ပွားပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး9လုံးဒရုန်းနဲ့ဘုံ26လုံးတဲချပစ်ခတ်ခဲ့ပါတယ်။ငလင်တန်းတဲ့ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများကောင်းမွန်စွာပြုလုပ်နိုင်ဖို့အတွက်မိမိတို့ညီနောင်မဟာမိတ်တုံးဖက်ကအပြည့်ရကာလတက်တန်းတလထပ်တိုးလိုက်ပါတယ်။အပြည့်ရကာလမှာရန်သူစစ်စခန်းကိုထိုးစစ်ဆင်ခြင်းတိုက်ပွဲဖော်ဆောင်ခြင်းပြုလုပ်မှာမဟုတ်သလိုရန်သူရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုဒါခုခံစစ်အဖြစ်မိမိကိုယ်ကိုခုခံကာကွယ်တွားမှာဖြစ်ပါတယ်။တအောင်းပြည်အတွင်းကမိဘပြည်သူများအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်လက်နက်ကြီးအန္တရာယ်တွေကိုဘေးကင်းလုံခြုံစေဖို့ကာကွယ်ရေးလမ်းညွှန်တွေကိုတိတိကျကျလိုက်နာကြရန်တိုက်တွန်းအပ်ပါတယ်။ကျွန်မလေးဘော့စမင်းပါရှင်။